ဒီဇလန်ကအီတလီရဲ့အလဲပိုင်းမြို့ငယ်လေးကစတင်ခဲ့တာပါအီတလီနိုင်ငံမြောက်ပိုင်းအမီလီယာရိုမနာဒေသမှာရှိတဲ့ကော်ရဂျီယိုမြို့ငယ်လေးမှာသားသမီးများကိုအလွန်ချက်တော်မိခင်တူနေထိုင်ခဲ့ပါတယ်သူမဟာဘဝတစ်လျှောက်လုံးကန်ဆိုးမိုးမောင်ကြခြင်းတွေကိုကြုံတွေ့ခဲ့ရပြီးမိမိကိုယ်တိုင်မွေးခွားခဲ့တဲ့သားသမီး19ယောက်ထဲက73ယောက်ကိုငယ်စဉ်ကလေးကဆုံးရှုံးခဲ့ရသူပါသူမရဲ့နှလုံးသားမှာကြမ်းရှိနေတဲ့သားသမီး4ယောက်အထူးသဖြင့်စီပွဲတဲ့ဝင်ရောက်မဲ့အချစ်ဆုံးသားလေးအတွက်စိုးရိမ်ပူပန်မှုတွေအပြည့်ရှိနေခဲ့ပါတယ်သူမဟာကံကြမ္မာကိုအလွန်ယုံကြည်သူဖြစ်ပြီးဗေဒင်တွေရစ်စစ်ပူဇော်မှုတွေကိုယုံကြည်သူဖြစ်ခဲ့တယ်သူမရဲ့သားကိုအန်ဒီတွေကနေကာကွယ်ဖို့အတွက်သူမဟာရစ်စစ်ပူဇော်တာကိုလုပ်ခဲ့ပါတယ်သူမဟာအိမ်နီးနားချင်းဖြစ်သူအသက်ကြီးရဲ့အမျိုးသမီးတဦးကိုချင်းကပ်ခဲ့ပါတယ်မင်းအတွက်အိမ်ထုံမဲ့ရှာပေးမယ်ဆိုတဲ့ဂတိတစ်ခုနဲ့ပေါ့ဒီအမျိုးသမီးဟာပျော်ရွှင်စွာနဲ့သူမပေးတဲ့ဝိုင်းတစ်ခွက်ကိုယုံကြည်စွာတောက်တုံခဲ့ပါတယ်ပြီးလို့လီယိုဆန်ကျဲစွာပျောက်ကွယ်သွားပါတော့တယ်ဒုတိယတဦးလည်းအလုတ်ကောင်းရမှုမျှော်လင့်ချက်နဲ့သူမရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ဒီတယောက်လည်းချက်ချင်းဆိုသလိုမြို့ကနေထွက်ခွာသွားတယ်လို့လူတိုင်းကထင်ခဲ့ကြပါတယ်တတိယမြောက်သားကောင်ကတော့နမဲကျော်မင်းသမီးတဦးခေလူပေးမယ်လို့ဂတိပေးခဲ့ပါတယ်ဒီမျိုးသမီး3ယောက်လုံးဟာမြေပြင်ပေါ်ကနေရင်ငွေ့ပြန်သလိုပျောက်ကွယ်သွားခဲ့ကြပဲမယ်ဘယ်သူမှမတင်ကားရမရှိခဲ့ပါဘူးဘာလို့လဲဆိုတော့သူမကသားသမီးကိုချစ်တတ်တဲ့ရိုးသားတဲ့မိခင်တဦးအဖြစ်ပါလူသိများနေခဲ့လို့ပါလေဒီမိခင်ရဲ့အမည်ဟာလီယိုနာဒါစီယန်ချူလီဖြစ်ပါတယ်သွေးအေးသူမလုတ်ခက်ကြတွေကတော့အသက်တွေကိုချွေးချွေယုံညမကပါဘူးစစ်စစ်မေးမြန်းသူတွေရှေ့မှာသူမဟာပြတ်သားစွာဝင်ကန်ခဲ့ပါတယ်လူသောတွေကိုတတ်ဖြတ်ယုံကိုမကဘဲနဲ့အလောင်းတွေကိုစိတ်ရှည်လက်ရှည်ပိုင်းဖြတ်ခဲ့ပါတယ်သွေးတွေကိုဆုဆောင်ပြီးကိုမုံနဲ့ရောဆတ်ကအရသာရှိရဲ့လက်ဖက်ရည်ကိတ်မုံများအဖြစ်ဖုတ်ခဲ့ပါတယ်ဒီကိတ်မုံများကိုတားဖြစ်သူနဲ့ဧည့်သည်တွေကိုကျွေးမွေးခဲ့တယ်လို့သူမကိုယ်တိုင်ပြောခဲ့ပါတယ်ကျန်တဲ့အသားတွေနဲ့အစီဒီကိုတော့စော်ဒါနဲ့ပြုတ်ပြီးစက်ပြတ်တုံများအဖြစ်ဖြောင်းလဲသွားခဲ့ပါတယ်ကျမရဲ့နှလုံးသားမှာဘာမှမခံစားရပါဘူးအဲ့ဒီစက်ပြတွေကအယမ်းမွဲတယ်ကျမရဲ့အိမ်သားနဲ့အဝတ်လျှော်ဖို့ကိုအသုံးပြုခဲ့တယ်လို့သူမကထွက်ဆိုခဲ့ပါတယ်ဒီစက်ပြတွေကိုသူမနဲ့သူမရဲ့အိမ်နီးနားချင်းများကနေ့စဉ်သုံးဆွဲခဲ့ကြပါတယ်သူမဟာဒီလိုတက်တဲ့အစားနဲ့မရှိတာတော့ဘာလို့အဖမ်းခဲရတာလဲစီစဉ်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာနောက်စီစဉ်တွေမှာပြန်တွေ့ကြရအောင်ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ